ဒါလီတော့ပါအင်းဒီကနေပြီးကေခန္ဓာကိုယ်ခရစ်တော်ပြီးကေကျမ်းမာရှောင်ရလူတွေအတွက်အကောင်းဆုံးဖိတ်စီကေအော်စီပရိုတင်းဖြိုနင်းတစ်ခွက်ကိုကျွန်တော်မြောက်ပြီးတော့ဖိတ်ပါတယ်တဲတလားမဲ့တလားပါရနာပထမဦးဆုံးကနေပြီးကေဂျုံအုတ်ဂျုံဇီတီမှာအလွယ်ကူတကူနဲ့ဝေလို့ရပါတယ်ဒုတိယကတစ်မျိုးကဆိုရင်ခရစ်တင်းကျွန်တော်ကခရစ်တင်းသုံးတဲ့အတွက်နဲ့ခရစ်တင်းကိုထည့်ပါတယ်ခရစ်တင်းမသုံးခင်ထည့်ရမလို့အပြီးကေနေပူတီတစ်လုံးနပီကေကျွန်တော်ကဲဦးနှလုံးထည့်ပါတယ်ကျွန်တော်ကနေပြီးကေပထမဦးဆုံးအုတ်ဂျုံကိုကျွန်တော်တရာဂရမ်ခံပါတယ်တရာဂရမ်ဆိုရင်ဟောစလေးဟောစတဝဲပိုင်ခုနကအုတ်ဂျုံကိုနေပြီးကေကျွန်တော်ဝီကပေဂျ်နဲ့စင်ပေးတယ်တမနီနောက်ဆွန်နဲ့နေပြီးကေရအုတ်ဂျုံကနှုံးဟာပါရအပြီးကေဘလန်ဒါဆက်မှာကျွန်တော်ထည့်လိုက်ပါတယ်အပြီးကေကျွန်တော်နေပြူတီပိုက်ထည့်ပါတယ်အနောက်မှာဒေါ်မီလိုလဲနဲ့ပိုက်ထည့်ပိတ်တယ်ပါတယ်ကရူနှလုံးကျွန်တော်ကနေပြီးရန်ကရူနှလုံးကိုရပူနဲ့နေပြီးငေါမနင်းပုတ်ပိတ်ပါတယ်ရပုတ်ခငေါမနင်းကိုကျွန်တော်ခွဲလို့ထည့်ပါတယ်မွင်မဲပြီးကေကျွန်တော်ခရစ်တင်းကျွန်တော်တစွမ်းထည့်ကျွန်တော်ကခရစ်တင်းသုံးရအတွက်နဲ့တစွမ်းဆိုကျွန်တော်ငေါ့ကြတယ်ခရစ်တင်းမသုံးရခရစ်တင်းကိုထည့်ကြမလို့ခရစ်ဝေစားလေးဘယ်လိုပါမသုံးရကျွန်တော်ကသုံးပေရွနဲ့မထည့်မုံငယ်ရမ်းပွဲဆိုကေအော်ဖရစ်စီရဲ့ပရိုတင်းတစ်ခွက်ကိုကျွန်တော်ဖြိုလိုပရိယာဖိတ်ပါရပရိုတင်းကနေကျွန်တော်အခုအရသာကဆိုကေနေပြူတီထည့်တော့အတွက်နဲ့နေပြူတီအရသာရပါတယ်